မင်္ဂလာပွဲတက်ရမယ့်ရက်ကနီးလာပါပြီ။ရပြီ။လင်းလိုက်ရဖုံးကြမယ်နော်။လှနေရောငယ်ချင်းကျမတငယ်ချင်းတွေလဲလဲမယ်ပြောထားတာ3လလောက်ကြာသွားပြီအခုမှရောက်လာကြတယ်။ရောက်လာနဲ့ဘယ်သွားမလဲဆိုတော့မရွှေတို့ရွာနားမှာရှိတယ်။ကရက်ထောက်ကြီးရွာကကြောက်ပကြီးကမ်းကြီးကိုသွားပါမယ်။တော်တော်များများရောက်ပူကြမယ်ထင်တယ်ကြောက်ပကြီးကမ်းကြီးမရွှေရတော့ရွာနားမှာရှိပြီးတော့အခုမှပထမဆုံးအချိန်ရောက်ပူတာပေါ့နော်။ကိုကဖျားနေအတန်ဝင်နေပေမဲ့တငယ်ချင်းတွေလာတော့လည်းနေပူတဲ့ထွက်ရတာပေါ့ခွဲ3လပိုင်းမှာမင်္ဂလာပွဲလုပ်မယ်ကျမရဲ့တငယ်ချင်းအတွဲလေးပါဟာအလားအောင်ဖျားရတာငါမကျန်တော့ဟုတ်ပါမဆက်ဆက်နေတာဟာကဲဆင်းလာပြီလာအောင်လှပြီဆင်းလာလေဟာနောက်တစ်ယောက်ပဲရောက်ပါလဲလာပြီဟေးအဝင်လန်းလေးရတော့ဒီလိုမျိုးလေးပေါ့ကွယ်သူတို့အလှလေးနည်းနည်းဆင်တာဒီမှာကဆိုင်ကထားကားထားဒီမှာစားတောင်းဆိုင်လေးရှိတယ်我们家俺们那个，这不是地方。哎呀，你为那太难了喏，你。ဟုတ်တယ်ဒီမှာပြီးွယ်ဒီရိုက်လင်းလဲတော့မှာဖတ်အမှရိုက်ဖို့လားဒါသမီး我们俩သမီးနဲ့我们俩嘛。သမီးရနေရွာရွာတော့ဒီမှာဒါပဲကြည့်လိုက်ရွာလားတကယ်ကြီးမကြည့်ဦးနှလုံး မမလဲ လာလား အော်ဦးမလုံးနဲ့ ထောင်ကြီးဖြစ်တယ်လားအမဖြစ် လင်းလဲချစ်စရာလေးနော် တကယ်ကြီးမပြောပါနဲ့ ဟုတ်တယ်ချစ်စရာလေး ခင်နေတာလည်းမကတ်တော့ဟာပေါ်မြောက်နေရေရှင်းနေတယ်မရှက်တယ်ငါ့ကိုမဝင်ဟိုဘက်အပြင်ပြောတာသူဟိုဝေးရအပြင် နားတယ်နော်အင်းနားတယ်တော့ လာတယ်နေရအဲ့ဒီအောင်အပြင်ကိုရအောင်ဆင်းဟုတ်တယ်ဆင်းလို့ရလားပြီးရှောက်ရမယ်မနည်းနည်းလေးအာတင်လာဟိုဘက်အပြင်ရောက်လို့ရှိရင်အမတအားလှပြီမတော်တော်လှတယ်မကျန်းဟိုကအနောက်ခံတချင်းလေးနဲ့ထဲချလိုက်မကပြရမ်းဆန်ပြီဆက်သွားမဆက်သွားဟုတ်ပြီချက်ပြလို့နောက်လာစီ ဘာလို့လဲပြော ဒီကနေ့မှာကြဒီလိုလုပ်နေပြီအားပြရမှာဟေးအင်းရလေးကိုရအောင်သွားရိုက်နော် ဒီကမှ တဘာဝတရားတရန်လှရမှာကြည့်မဝင်တရားတော်လှနေပြီကျန်းဟုတ်တယ်အင်းရလေးလှရနော်ကိုရီးယားလေးလိုပဲမှာခေါင်းနဲ့ဘာလဲမသိဟောအများကြီးပဲဘာကြီးလဲ ငါလည်းမလာရဘူးညငါလည်းကြောက်တယ် ဘလို့ဆေးရမှာ အဲ့ရနေပြီး1 2 3ဆိုပြီးခုံရမယ် အေးဘာပြီတက်လာမမဝင်ပို့ပေးနေပြီ ဖြည်းလေးစင်ဖဲရင်ထိုင်ချလိုက် ဖက်ချော်မှာ ရပြီလင်းလိုက်ရဖုံးကြမယ်နော်ဘာကြပါလဲ မသိတက်တာ တက်တာကြောင့် တော်သေးဘူးဖုံးကြမှာကြောက်လှနေရောငယ်ချင်း ရပြီရောက်လာ တော်တော်လှတယ်နော်ကဲမဝင်ရဲ့နောက်ထပ်ရှုခင်းတနေရာကိုဆက်သွားနေရပေါ့နော်ဒီဘက်လည်းလှရဲတို့6တူနဲ့โอ้ဒီနေရာလေးကလှတယ်ကျမတော့ဗီဒီယိုမရိုက်နိုင်ဖြစ်နေတို့မရိုက်နိုင်နဲ့ကုတ်လုံးကိုလိုက်ရိုက်ပြတယ်ပေါ့နော်မရှိစပင်းတအားရှိလာရင်တော့အဲ့ဘာသုံးလဲဆိုရင်နေဖို့စံသားနှစ်စီသုံးတာတကယ်ရှင်းမြန်လာကြည့်အောင်တပုံပဲဒါလေးကတကယ်လှနော် ဖက်နဲ့ချက်ရှိုးဖက်နဲ့ချက်ရှိုး ကိုဖနဲ့ ကျမထောက်လေပဲနားကြံခဲ့ရလားမသိဟာဖက်နဲ့ကတော့ထားတော့ငါဖက်နဲ့တွေ့လား ပို့တယ်နော်ပြီအနာ ပေါ်တင်လာတာဟာ မောင်ဝင်ရတော့ထွက်ချင်းနေပြီဖြစ်မယ် တော်ထွက်နေပါ မောထဲမှာပါရမှာကြောက် တောင်ပေါ်တက်လာကြတယ်မေစုလေးကတပောက်မရရသေးဘူးခေါင်းကလှလှလေးဝေါ်ပြီးသူနေပူတော့ထွက်ပြေးရိုးပေါ့ ဘူးလေ မောင်ဝင်ရတော့ဘလောက်ပဲအားသုံးမကုန်နိုင်တော့အားနဲ့ ဒီတင်ကြားရတယ်နော်ဒီမှာ ဒီမှာရေးနေကြတာ ပြင်လဲအော်တယ်ဟောဒီမှာပေါ့နော်ကြောက်ပကြီးဆိုဟာတွေ့ပြီ ကာဝါလူကဘူလာ ဟိုး ဘာပြောကြတော့မှာပဲ ဒီနေရာ view တော့လှပဲမမလင်းလဲလှဆင်းနေပါ နော်ကျင့်ကြောက်တောင်တော်သဘောကျတယ် နော်
လူရောကြောက်တော်ရောအကုန်လှလာရပြီ အရှေ့ကိုလက်အေးဟုတ်တယ်ကောင်းဝင် လေးလေးလေးရှူချင်တကယ်ကြီးအေးလှနေတကယ်ကြီးတော်တော်လှနေကြီး လာပတ်ဖို့ပုံရနေပြီလား ပတ်စုံပုံနဲ့ ပြန်တဲ့ခါကျတော့လာလန်းတိုင်းမပြန်မဲနဲ့ထမူထိုးပြီးတော့နောက်တလန်ပြန်ကြည့်လိုက်တာကြက်ကမီတီရောက်သွားတယ်ကွယ်ကြက်ကမီတီလမ်းပေါက်တယ်နော်အဲ့ဒီကြောက်ပဲကြီးရလေသူလမ်းကွာနှစ်ကွာရှိလို့ရှိရင်ဝင်လာတဲ့လမ်းတိုင်းပဲပြန်ထွက်ရင်တော့လမ်းမတိုင်ရောက်ပါမယ်နော်